ပြောပါစေအပြစ်တွေပြောပါစေသူတို့မောတော့ရက်သွားလိမ့်မယ်ဟုတ်လားသူတို့ပြောတာကိုကိုကမခံခြင်းဖြစ်နေမှသူတို့ကအဲ့ဒါအရသာရှိပြီးတော့ဆက်ပြောနေမှာဗျာမခံခြင်းတဲ့ကလေးဆိုပို့စားတယ်မဟုတ်လားဟင်ဒီကမာကြီးများအေးအဲ့ဒါလိုမျိုးနော်အဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကိုဟောတာအာနာကောဝသင်္ကမေသပတောပတိတံတရံအတိဝါကျံတိတိခတံဒုတ်တိလောဟိပဟုတ်ဇနောจิตအာနန္ဒာစစ်ပွဲမှာဆင်နွှဲနေတဲ့စစ်စင်ကြီးဟာတစ်ဖက်ရန်သူတွေကနေပြစ်လာတဲ့မြားတံတွေကိုခါချပြီးတော့ဆူလာရင်လည်းဆူပါစေလို့ကြံ့ကြံ့ခံတယ်လို့မျိုးတဲ့ငါဘုရားလည်းပဲလောကစစ်မြေပြင်မှာပြစ်ခတ်လာတဲ့စကလုံးမြားတံတွေကိုငါကြံ့ကြံ့ခံမယ်နော်အတိဝါကျံတိတိခတံအတိဝါကျံဆိုတာလွန်ကဲကိုပြောလာတာပြောတဲ့အတိုင်းတာထက်လွန်ပြီးတော့ကိုပြောလာတာလွန်ကဲတဲ့စကားပေါ့အဲ့ဒီစကားကိုဘာလို့မှလဲတိတိခတံငါသိခံလိုက်မယ်သိခံသည်ဖြစ်စေဒေါသဖြစ်သည်ဖြစ်စေသိခံလိုက်ရင်တော့ကိုကသိခံတာကြီးကိုရလိုက်တာပဲဒေါသဖြစ်မယ်ဆိုရင်တော့ဒေါသဖြစ်တာကြီးကိုရလိုက်တာပဲရှင်းတော့ရှင်းလေးပဲနော်ကိုဘာကိုလိုချင်တယ်လေကိုဘလို့လူမျိုးဖြစ်အောင်လုပ်မှလေဒါပဲစဉ်းစားဒေါသဖြစ်တတ်တဲ့ငါလားသိခံတတ်တဲ့ငါလားအဲ့ဒါလို့ဆိုရင်တော့ဘယ်ဟာရွေးမှာလဲသိခံတတ်တဲ့ငါလို့ရွေးမှာပေါ့နော်ဒါပေမဲ့တကယ်တွေ့လာပြီဆိုရင်တော့ဒေါသဖြစ်တဲ့ငါကိုပဲရွေးပြီးသားဖြစ်နေတယ်ဟင်ဒီကမကြီးများမြတ်စွာဘုရားကဒါကြောင့်လွန်ကျူးပြီးတော့ပြောတဲ့စကားတွေကိုသိခံလိုက်မယ်တဲ့ဘာပြုလို့လဲဆိုတော့အကြောင်းပြတာတွေလှနှောလို့